ကိုရက်ဆယ်တန်းလောက်ထိကျောင်းပြီးထားတယ်ဆိုရင်တော့ကိုအနေနဲ့အင်္ဂလိပ်စာသင်တန်းကို basic grammar basic force ကစရှိတဲ့အတိုင်းတက်လို့ရတယ်ဗျဒါပေမဲ့အခြေအနေကြောင်းကြောင့်အခြေခံပညာမပြီးခဲ့တာဒါမှမဟုတ်အတန်းပညာကြည့်မယ်ဆိုလည်း2တန်း3တန်းလောက်ပဲရှိနေပြီးတော့အင်္ဂလိပ်စာဆိုတဲ့ ABC နဲ့ရုံးကန်နေရတယ်ဆိုရင်အင်္ဂလိပ်စာသင်တန်းတစ်ခုရှာတက်ဖို့ကအင်တန်ခက်ခဲတယ်ဗျကျွန်တော် J1S online သင်တန်းမှာအင်္ဂလိပ်စာကိုအခြေခံ ABC ကနေစပြီးတော့သင်ပေးတဲ့သင်တန်းလေးရှိပါတယ်ဗျ English for Young Learner လို့ခေါ်ပါတယ်အသက်အရွယ်မရွေးတက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်လူကြီးတွေအနေနဲ့ဆိုရင်လည်း Facebook သုံးတက်ရုံနဲ့ပဲကျွန်တော် online သင်တန်းတက်လို့ရအောင်စီစဉ်ပေးထားပါတယ်ကျွန်တော်သင်ကြားတဲ့ပုံစံက video file နဲ့ Facebook group ကနေပြီးတော့သင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့်အတန်းနောက်ကျတာတွေစာလိုက်မမီတာတွေတော့လုံးဝမရှိတော့ဘူးဗျကားစီးနေယထာစီးနေလမ်းပေါ်မှာငကြလေးတက်ပြီးတော့နားထောင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေ့လာလို့ရပါတယ်နောက်ထပ်အားသာချက်ကတော့သင်တန်းချိန်ကန့်သက်ထားတာမရှိဘူးဟိုမှာတလားလဲနဲ့မပြီးဘူးဆိုရင်လည်းနောက်လာဆက်ပြီးတော့လေ့လာလို့ရတယ်ဒါအပြင်ကျွန်တော်တို့ J1S က CRI နဲ့လည်း direct ဆက်သွယ်ပြီးတော့မေးမြန်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်အိမ်စာထက်ချင်တာပဲဖြစ်ဖြစ်ကိုမရှင်းတာမသိတာနားမလဲတာမေးချင်တာပဲဖြစ်ဖြစ်အဆင်ပြေသွားတာပေါ့မိတ်ဆွေတို့အနေနဲ့အင်္ဂလိပ်စာအခက်အခဲကိုဖြေရှင်းခြင်းနဲ့ဆိုရင်ဒီဗီဒီယိုရဲ့ comment မှာ ENG ဆိုပြီးတော့ရိုက်ခဲ့ပြီးတော့ကျွန်တော်တို့ page ရဲ့ Messenger ကိုဆက်သွယ်ပေးပါတကယ်လို့ဖုန်းဆက်မေးခြင်းနဲ့ဆိုတော့အခုကျွန်တော်ပြထားတဲ့ဖုန်းနံပါတ်တွေကနေပြီးတော့ကျွန်တော်တို့ J1S online သင်တန်းကျောင်းကိုဆက်သွယ်မေးမြန်းလို့ရပါတယ်